ကဲအားလုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော် video file လေးတွေနဲ့ကျွန်တော်မူလေးတွေကိုပြပေးမယ်ဗျာနော်အဲ့တော့ live လွှင့်တာကလည်းကျွန်တော် member ခေါ်တာတွေ Amazon break တွေရောင်းကတ်တွေကိုပြပေးတယ်အဲ့တော့ကျွန်တော် member live ကိုလည်းညတိုင်းလို့လွှင့်ပေးမယ်ဗျာနော်9နာရီတောက်လျှောက်လွှင့်ပေးမယ်အဲ့တော့လိုအပ်တဲ့မူလေးတွေကိုလည်းကျွန်တော်အတူလေးတွေနဲ့ video file လေးတွေရိုက်ပြီးတင်ပေးမယ်ဗျာနော်အဲ့တော့ဒါကျွန်တော်ရဲ့ KB ပါဖုန်းနံပါတ်တွေမှန်မှနာမည်တွေမှန်မှလွှဲပါအဲ့တော့အာမကန်ရောင်းကတ်တွေရှိပါတယ်9လုံးကိုတွေ4လုံးကိုတွေအာမကန် break တွေရောင်းပါတယ်အဲ့တော့ let's go ဗျာနော်စလိုက်မယ်အဲ့တော့ကိုကွက်မူတွေရောင်းပါတယ်အာမကန်ကိုကွက်မူပါပြက်ပင်မရှိပါဘူးအဲ့တော့ကြိုင်တဲ့တန်အားပေးပါကျွန်တော်ရဲ့ Viber 66282398 KB လည်းရှိပါတယ် Viber လည်းရှိပါတယ်ဗျာနော်အဲ့တော့ကျွန်တော် let's go ဗျာစလိုက်မယ်အဲ့တော့ကျွန်တော်အခွေလေးတစ်ခုပေးပါမယ်ကျွန်တော်နှစ်ဘူးထွက်ပြီးတိုင်းမှာထွက်ပေးနေကြအခွေလေးတစ်ခွေပါပြက်ပင်မရှိပါဘူးအဲ့တော့ကြိုင်တဲ့တန် live ပါအဲ့တော့ကျွန်တော်တို့မူလေးကိုစလိုက်မယ်ဗျာနော်အင်္ဂါညနေမှာတနင်္လာညနေပေါ့ဗျာနော်တနင်္လာညနေမှာနှစ်ပူးထွက်ပြီးတိုင်းမှာနောက်ပွဲမှာထွက်ပြီးနေကြခွေလေးတစ်ခွေရှိပါတယ်ကျွန်တော်တို့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်6နှစ်စာစုစည်းထားပါတယ်ဗျာနော်စုစည်းထားတဲ့ကလင်နာလေးရတဲ့အတိုင်း6နှစ်စာမှာကျွန်တော်ခွေလေးတစ်ခွေကိုပြက်ပင်မရှိတဲ့ခွေလေးရှာပေးထားတယ်အဲ့တော့အမျိုးတွေကြိုက်နေတဲ့လိုက်ပါနှစ်ခွန်၄ကိုခွေပါဗျာနော်အဲ့တော့တစ်ချက်ကြည့်ပါနှစ်ပူးထွက်ပြီးတိုင်းမှာနောက်ပွဲမှာကျွန်တော်တို့၄ကိုဆို6လေးဆိုပြီးတော့ထွက်ပေးပါတယ်ဗျာနော်အဲ့တော့ဒီမှာဆိုနှစ်ပူးတင်းလာညနေမှာနှစ်ပူးထွက်ပြီးတိုင်းမှာနှစ်ခွန်၄ကိုခွေက၄ဘူးဆိုထွက်ပါတယ်62ဆိုထွက်ပါတယ်အဲ့တော့နှစ်ပူးတင်းလာညနေမှာကျွန်တော်တို့နှစ်ဘူးထွက်ပြီးတိုင်းမှာနောက်ပွဲမှာနှစ်ခွန်၄ကိုဆိုတဲ့ခွေထွက်ပါတယ်24ထွက်ပါတယ်84ထွက်ပါတယ်နှစ်ကြိမ်စီထွက်ပေးပါတယ်ဒီပွဲတော့တစ်ကြိမ်ထွက်ပေးပါတယ်အဲ့တော့တစ်ချက်ကြည့်ပေးပါကျွန်တော်တို့ဒီမှာပြပေးမယ်ဗျာနော်ဒီကလေးတစ်ချက်ကြည့်ပေးပါဂလင်နာကြောလေးကိုဒီမှာ2023ညနော်2023မှာကျွန်တော်တို့ဒီမှာတင်းလာညနေမှာဆိုရင်64ဆိုပြီးထွက်ပေးပါတယ်ဒီမှာဆို2016ပါနော်2016မှာတင်းလာညနေမှာနှစ်ဘူးထွက်ပြီးတိုင်းမှာနှစ်ခွန်၄ကိုခွေကနောက်ပွဲမှာထွက်ပေးပါတယ်နော်အဲ့တော့ဒီမှာ2019ပါတစ်ချက်ကြည့်ပေးပါ2019နော်2019မှာဖြစ်သွားတယ်တင်းလာညနေမှာနှစ်ဘူးထွက်ပြီးတိုင်းမှာနှစ်ခွန်၄ကိုခွေက2ကြိမ်လာဆင်းပေးပါတယ်ဒီမှာ2020ရှိပါတယ်2020မှာကျွန်တော်တို့တင်းလာညနေမှာနှစ်ဘူးထွက်ပြီးတိုင်းမှာနောက်ပွဲမှာလည်းနှစ်ခွန်၄ကိုခွေကမပြောက်ဘူးဆင်းပေးပါတယ်အဲ့တော့ချက်ကြည့်ပြပါဒီမှာ2023ပါဗျာနော်2023မှာကျွန်တော်တို့တင်းလာညနေမှာနှစ်ဘူးထွက်ပြီးရမှာနောက်ပွဲမှာနှစ်ခွန်၄ကိုကို3ချိန်တီးလိုက်ထွက်ပေးပါတယ်အဲ့တော့ဒီမှာပိတ်ရရှိပါတယ်2023မှာတင်းလာညနေမှာနှစ်ဘူးထွက်ပြီးတိုင်းမှာနောက်ပွဲမှာနှစ်ခွန်၄ကိုဆိုတဲ့အခွေက2ချိန်ထွက်ပေးထားပါတယ်အဲ့တော့တစ်ချိန်ဆိုတာအနည်းဆုံးထွက်ပေးပါတယ်ပြက်ပင်မရှိအောင်ထွက်ပေးထားတာဖြစ်ပါတယ်အဲ့တော့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်6ပင်တီတီမှန်ကန်မှုရှိထားပါတယ်နှစ်ဘူးထွက်ပြီးတိုင်းနှစ်ခွန်၄ကိုခွေကနောက်ပွဲမှာမပြောက်ပါဘူးအဲ့တော့ကျွန်တော်တို့အပေါ်ဘက်ပြန်ကြည့်ပါနော်2026ရဲ့တင်းလာညနေမှာနှစ်ဘူးထွက်ထားပါတယ်အဲ့တော့နောက်ဘက်မှာနှစ်ခွန်၄ကိုဆိုတဲ့အခွေအပူပါခွေဇာတိုးခွေပါဗျာနော်အဲ့တော့9ရက်ကိုဇာတိုးခွေပါအများဆုံးထွက်စင်ကိုတစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်5ချိန်တီတီကကျွန်တော်တို့ဟူးမကျော်မှာထွက်ပေးနေတာကိုတွေ့ရမှာပါဗျာနော်အဲ့တော့ဟူးမကျော်မှာနှစ်ခွန်၄ကိုခွေထွက်လာဖို့ရှိပါတယ်ကြိုက်တဲ့တန်လိုက်ပါအဲ့တော့ကျွန်တော်အားလုံးကိုစာတို့အခွေလေးတစ်ခွေနဲ့နှစ်ခွန်၄ကိုခွေပြပေးလိုက်ပါတယ်ဗျာနော်အဲ့တော့ good luck ပါဗျာနော်